ဒီတစ်ခါမှာတော့စီလုံးဝမပေါက်တဲ့မုံလက်ကောက်ကျော်ရဲ့လျှို့ဝှက်ချက်လေးကိုပြောပြမယ်နော်သူ့ရဲ့အဓိက main ingredient ကတော့ကောင်းကြီးမုံပဲဖြစ်ပါတယ်ကောင်းကြီးမုံကိုတစ်ခွက်ခွဲအသုံးပြုထားပါတယ်ပြီးရင်တော့ယူယူဆန်မုံငါးစွန်းထည့်ပါတယ်မုတ်သားကိုပွားစီဖို့အတွက်ဘေကင်းပေါဒါလက်ဖက်စားစွန်းတစ်စွန်းနဲ့အရသာအတွက်စားလက်ဖက်စားစွန်းတစ်စွန်းထည့်ပေးပါတယ်အမုတ်တွေကိုမှွေရသမသွားပြီဆိုလို့ရှိရင်တော့ရေခဲရေနဲ့စားပြီးတော့နေပါမယ်ကိုယ်အသုံးပြုတဲ့ကောင်းချင်းမုံမျိုးစားပုံမူတည်ပြီးတော့ရေကတော့လူတူးပူလျှော်ရှိပါလိမ့်မယ်ရေကိုဖြည်းဖြည်းချင်းထည့်ပြီးတော့နေဖို့အကြံပေးချင်ပါတယ်မုံသားကဒီလိုမျိုးလုံးကြည့်လို့ရတဲ့အနေအထားရပြီဆိုလို့ရှိရင်နှက်ထားလို့ရပါပြီအနည်းဆုံးမိနစ်30လောက်တော့နှက်ထားပေးရပါမယ်ဒီအချိုးစားကမုံလက်ကောက်စုစုပေါင်း15ခုစားလောက်တော့ရပါတယ်အခုမုံသားနှက်ထားတာနိုင်ဝက်လောက်ရှိပြီဆိုတော့စားကြုံလို့ရပါပြီဒီရွယ်စားတဲ့နည်းနည်းသေးအောင်ကွင်းမယ်ဆိုလို့ရှိရင်တော့အခု20လောက်ရမယ်ထင်ပါတယ်။မုံလက်ကောက်ကြော်တဲ့အခါမှာစီပူခြင်းရရအောင်ရေးချပါတယ်။မီအားမပြင်းမဲနဲ့အခုလိုမျိုးစီအပူခြင်းနေထားလေးမှာထည့်ပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်။ဒီမီအားနဲ့ပဲဟိုဘက်ဒီဘက်လှမ်းပြီးတော့ကြော်ပြီးသွားမှာဖြစ်ပါတယ်။ရေခဲရေနဲ့နေထားဖြစ်လို့မုံသားရဲ့အတွင်းထဲဟာရေငွေ့ပြန်တာနှီးသွားတဲ့အတွက်ကြောင့်မလို့သူကစီမပေါက်တော့ဖြစ်ပါတယ်ပြီးတော့စီပူချိန်ရလည်းအရင်မများတဲ့အတွက်သူကမီးအေးနဲ့ကြော်နေတဲ့အတွက်စီကလုံးဝပေါက်ချိန်မရှိတော့ဘူးပေါ့နော်အဲဒါကြောင့်မလို့ရေခဲရေနဲ့ပဲနေပါလို့အကြံပေးချင်ပါတယ်ဒါဆိုရင်မုံလက်ကောက်ကျော်ရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာသိသွားပြီပေါ့နော်နံပါတ်1ကတော့ရေခဲရေနဲ့နေဖို့ရဲ့နံပါတ်2ကတော့စီပူချိန်ပဲဖြစ်ပါတယ်ပြီးရင်တော့လှလှပပလေးပြင်ဆင်ပြီးတော့စားလို့ရပြီပေါ့နော်ခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော်